နောက်ရောက်ပြီကွာရောက်ပြီထားပြီလှုပ်လို့ရတော့မယ်ကွာမန်းတော့ရောက်ပြီဟာလေဆိုင်ရမယ်ကွာမနေ့ရောက်ပြီဆိုတာနဲ့ငါတို့ပေါ်ရတယ်ကွာကဲမနေ့ရောက်ပြီဆိုတော့လေငါလေကိုစီငါသွားမှာလေကိုစီသွားပြီးတော့လေးလေးပါတက်ဆိုင်အောင်မယ်ကွာလေဆိုင်နေမလို့ရပါလားကွာအမလေးနာလိုက်တာဟိုငါလေကိုပဲပြောင်းဟောဟုတ်ပါစပါးတွေပါရိတ်သိမ်းအောင်မယ်ပြီးလေရဆိုင်ပြီးလောက်အောင်မယ်ငါလောက်ကလည်းများလိုက်တာဟာလားစူပါဆောင်းကနေရှိတော့ဒီလေးရုပ်သိမ်းပိုက်လေးကဲဆိုတော့ငါလေကိုစီသွားလိုက်မှာကွာဒီမှာစပါးရိတ်သိမ်းအောင်မယ်ကဲစပါးတွေရိတ်သိမ်းအောင်ကဲစပါးတွေကတော့ရိတ်သိမ်းပြီးသွားပြီသိမ်းသွားပြီဆိုတော့ငါအခုဘာလုပ်ရမလဲဆိုတော့ငါတထေးစီငါသွားလိုက်အောင်ဘာလုပ်ရမလဲဆိုတာတမေးတယ်ကဲတထေးစီသွားမယ်ငါတထေးသွားလိုက်အောင်ကဲဆိုတော့အားကြောပေးပြီးကြောက်တယ်ပေါ့အောင်တထေးရပါမှာနဲ့အားတထေးကြီးမဲလုံးချက်ပဲရောက်သွားမဲလုံးကငူးချိန်လောက်ဆိုရင်အိတ်နေတယ်ဝင်လာမသိပါဘူးကွာအားလို့ကြတော့ခွေးတို့ကတော့ခါရပြီသူကြတော့အိတ်တွေ့မယ်တထေးမဲလုံးပါလားဗာလဲအာနာရှိရဲ့လူတယောက်စွမ်းအားရှိရဲ့လူတယောက်ဖြစ်လို့ရှိရင်ဒီထေးမဲလုံးငါ့ကိုကြောက်အောင်တရားတော်ကကြောက်ရတဲ့လူတယောက်ဖြစ်နေဆိုတော့ငါတရားတော်ကကြောက်ရမယ်ဆိုလို့ရှိရင်ထေးမဲလုံးအာနာကိုလည်းငါစန့်ချင်လို့ရပြီကွာဘိုးကတော့ကွာထေးမဲလုံးငါ့ကိုနှိပ်ဆက်ချင်တယ်လို့နှိပ်ဆက်လုပ်နေတာကွာဟာမတွေ့ပြီထေးမဲဟာတထေးမဲလုံးကျွန်တော်အခုစပါးအိတ်သိမ်းခွင့်တထေးမဲလုံးကျွန်တော်အခုဘာလုပ်ရမလဲမသိဘူးဗျမင်းစပါးအိတ်သိမ်းခွင့်ရလားအဲ့တော့ရမင်းဟိုဘက်တော်တွေသွားဘွဲတော်မင်းတစ်တခုတ်ရမယ်ပြီးငါစီပြန်လာခဲ့အဲ့လောက်ရမယ်လို့ငါပြောမှကြားလားဟုတ်ကဲ့ပါတထေးမဲလုံးတထေးမဲလုံးငါ့ကိုတစ်ပါခုတ်ခိုင်းတယ်ဘာလို့လဲတော့မသိဒီမဲလုံးက तू ကငါ့ကိုတပတ်လောက်နာလုတ်ခိုင်းတာတပတ်လောက် तू ကလုတ်ပြီးငါအမ်ဘရယ်ရတဲ့အမ်ဘရယ်ဆိုတော့ကိုလောက်ပေးရတာဆိုလို့ဗါတဲ့အမ်ဘရယ်3လုံးလောက်ပေးရတာတထေးမဲလုံးငါတော့အာနာရှိမှဆိုလို့ရှိရင်တထေးမဲလုံးကိုတော့ငါနိုင်မှာကွာကွာငါတွေးပါကွာစပါဆွန်နဲ့ရှိတယ်ဇွန်ဘီကိုတော့ငါနိုင်ပြီးတော့ညဘက်ကြရင်လည်းဇွန်ဘီတွေနဲ့ငါကြောက်ကြမလို့တော့ညအောင်ပါကွာဇွန်ဘီတွေတောင်းကျဲတော့ငါဗါတဲ့ကောင်းမအိပ်ရဘူးကွာဒီနေ့အိပ်ပြည့်နေကွာလုံနေရဗီဒီယိုမနေ့ကြရဲတတိမေတော့ငောင်းနေဆက်ဝါပိုက်စမန်ကိုကျန်းချလိုက်လေကွာငါအဲ့ဒီငါနေရကြည့်ပြီးဝါပိုက်စမန်ဆက်ကဝါအရန်ကြက်တာအငယ်တော့ဆိုဝါပိုက်မန်ဆက်ကပါဆိုကွာဝါပိုက်စမန် तू ကအကုန်တစ်ချက်ပဲထူတာတစ်ချက်ပဲဗျာဟိုမှာဝါမကောင်းဆိုဝါဆိုတစ်ချက်ပဲသူ့ကြံသူမှန်တယ်မြတ်သူတစ်ချက်ပဲထူတာဝါပြောနေရကြတယ်ကွာတက်တင်ခုတ်နေရတယ်ဘယ်နဲ့ပြန်ခေါ်မှာကွာခုံးရလေဟိုင်ကွာခုံးနေတယ်ချင်းချင်းတော်ကြာလာပြီတဲ့မင်းခုတ်တော့မပြီးတော့ကွာညမို့ချိုးလို့ဒီတတိမေတော့ငါ့ကိုခုတ်ခိုင်းတာဟိုကေယောကျွန်တော်ကေယောဟာနေပေါင်းကဲငါ့ကိုကဲခိုင်းတဲ့လူပြန်ကြရဘဲကောင်းပါလေဒီနားမှာငါ့အခုရေတောင်းတဲ့လူကြောင်းပြန်ကြပါလားကွာဟာနေပေါင်းဘဒူပါလေငါ့ကိုရေတောင်းကဲပေါင်းကျွန်တော်ကဲပေါင်းဟာကဲပေါင်းနဲ့အတန်းကိုပါလာဟိုမှာနမ်းဒီကဲပေါင်းဒီဒီမောမှာကဲကြပါဆိုအတန်းကြားတယ်ဟာညညနေအောင်ရောက်နေပြီကွညငါကြည့်တယ်ပါကောအမလေးကဖောင်းတော့ဟာစတီလာဘယ်စတီရကျွန်တော်စတီမဟုတ်မင်းငေါ့ကဲပေါင်းကြီးခင်ဗျားဘယ်လိုလဲကျွန်တော်ကဲအောင်ငါလာရောက်ငါဘယ်လိုလဲဆိုတော့ပြောချင်မရှိဘူးကွာမင်းငေါ့ကဲပြမတော့ကွာအခုချင်းချင်းအနီမာအဲ့အနေနဲ့ကျုံရတော့ကွာမင်းငေါ့ကဲပါနားလေငါရှိတော့ကဲပြီပေါ့ဒီပါလေကွာသူနဲ့တက်တော့ဒီတက်တော့ကဲပြီညာကိုချုပ်လို့ပြပါဒီဘာတော့ကဲတာကွာကိုရဆိုတော့ကဲပြလိုက်ခင်ဗျာကျွန်တော်ကဲပြီဗျာဒါပေမဲ့ခင်ဗျာကျွန်တော်အခုဘယ်လိုကဲရမလဲခင်ဗျာအဲ့တော့သူကပေါက်မယ်ခင်ဗျာခိုင်ကိုနေနေတာခင်ဗျာဘယ်လိုကျွန်တော်ဘယ်လိုကဲပြမင်းကငါဘယ်လိုကဲပြဆိုတော့ဘာမှမလုပ်ဘူးရမင်းငါ့ကိုကဲပြဆိုမင်းအမမင်းရှက်ချောင်းတွေ့လားရှက်ချောင်းလာတော့အေးဟုတ်တယ်အဲ့ချောင်းကွာအဲ့ချောင်းလေးသွားပြီအဲ့ချောင်းမှာချက်တစ်လုံးရှိတယ်ကွာအဲ့ချက်တစ်လုံးမှာကွာစေးပလင်းတစ်ခုရှိတယ်အဲ့စေးပလင်းကငါပြချတယ်ကွာအဲ့လိုမရဘူးအဲ့လိုတော့ဒါပေမဲ့ခင်ဗျာကျွန်တော်ညဘက်တော့ရောက်ပြီကျွန်တော်ဘယ်လိုများလုပ်အောင်မလဲညဘက်လားဒီညဘက်ရောက်တယ်ဆိုတော့ညဘက်တော့ရောက်သွားပြီဆိုတော့မင်းရဲ့အမဟုတ်လေဗျာကျွန်တော်ညဘက်ရောက်ပြီဆိုတော့ကျွန်တော်ဗာလဲကဲတယ်ဘာလို့ကျွန်တော်ရန်ပြုတ်
ကျွန်တော်ဘယ်လိုလုပ်ပြင်လဲအဲ့ဒါမင်းကညပဲရတယ်ကွာငါမင်းလုံမယ်ကွာမင်းအိတ်ချောင်းနေတာခုန်စေးသွားလိုက်ရမင်းအခုချိန်ကြီးငါမနေ့ပတ်ကြောင်းလေဟမ်ခင်ဗျာကျွန်တော်ဘယ်လိုမနေ့ပတ်ကြောင်းပါဒါပေမဲ့နေရောခင်ဗျာဘယ်လိုစကားပြောတတ်ငါစကားပြောမတတ်ကွာမင်းကိစ္စမဟုတ်ဘူးရမင်းငါ့ကိုကေးပြီးအေးပါကွာမင်းကေးပြီးလို့ရှိရအောင်ငါမင်းဟိုငါကျေးဇူးမမေ့ပါကွာမင်းကျေးဇူးတော့မမေ့ဘူးပြီးလို့ရှိရင်မင်းပြည့်ရှင်တဲ့ဌာနအခုငါဖြည့်ပြီးနိုင်တယ်ကွာခင်ဗျာတကယ်ပြောရတာဟာငါတကယ်ပြောတော့ကွာမင်းတကယ်ပြောမင်းမယုံလို့ရှိမင်းငါပြောတော့လုပ်တယ်ကွာငါပြောတော့လုပ်ကွာငါပြောတော့လုပ်ငါမင်းငါ့ကိုကေးပြီးလို့ရှိကွာမင်းနောက်မှဘယ်လိုအကျိုးသက်ရောက်မဆိုတာမင်းခံစားရမယ်ကွာအခုမင်းကတော့ကေးပြီးလို့ရှိကွာမင်းလုံချင်းတဲ့ဟာတွေကိုတော့ငါဖြည့်ပြီးမယ်ကွာဟာခင်ဗျာတကယ်နော်တကယ်ပေါ့ကွာမင်းဦးချင်းငေါ့ကေးပေါ့ငါအသက်အနေနဲ့လိုအပ်နေလို့ကွာဟုတ်ကဲ့ပါရောက်နေမှာလေငါလည်းအသက်ဆိုးပြီးကေးပြီးနေရတယ်ဒီလူကဘာလို့ဟာသူပြောတော့ရောက်တယ်မှာချက်သလုံးရှိရတယ်ကွာအဲ့ချက်ဘာမှပါလေငါလည်းလိုက်ရှာဟာရောက်မနဲ့တော့ရောက်သွားပြီရောက်ဘလို့မနဲ့ရောက်သွားတာဒီလူတော်ဆိုးရမလားဟာကြည့်ရဒီလူကမနဲ့ပြောင်းနေလားမသိပါဘူးပညာစကန်လက်တရားလေငါ့ကိုတောက်လျှောက်ပြစ်နေတာကွာဒီကောင်ငါဒါမှဒီကောင်ကိုတောက်လျှောက်ပြစ်နေငါဘလို့များလို့ယူရမှာလဲကွာအော်မနဲ့ drone ငါ့ကိုလိုက်လာပြီဟာယောကြီးငါအတိုင်းနေမြန်နေအရင်ပေါ်မြန်တက်လာတယ်ဒီနဲ့အဲ့ drone နဲ့တော့ခွီပါတော့တမျိုးဟာယောကြီးငါဘလို့မလွဲပါလားကွာဒီလူပါတော့ကေပေးရတယ်ကုတူရတယ်ဆိုတော့လေငါကေပေးရတာပေါ့ကွာကျောင်းထဲမှာ drone နေရှိတယ်အော်မချက်တော့ဘာလားမသိဟာဒီကစီမင်း drone မြင်ယူလိုက်မြင်သွားတာပဲကောင်းတယ်အဲ့ဒီများတယ်ကြောက်တယ်မှာအေးခုနလူစီပြန်သွားမယ်အဲ့လူမဟုတ်ဘူးဘာကောင်းနေမသိထူတော့ထူဆိုင်တယ်ကွာဒါဘာကောင်းနေတော့ကျွန်တော်လည်းမသိသူပြောတော့ကသူ့ကေပြီးနဲ့ကျွန်တော်လိုချင်တဲ့ဟာတွေအကုန်လုံးဖြစ်စီပေးမယ်တဲ့ကျွန်တော်တော့ကွာ1 patch man ဆွမ်းဖြစ်ချင်တယ်ဗျာကျွန်တော်တဘောမှာတစ်ခါတော့ကွာ1 patch man တော့ကျွန်တော်ဖြစ်ချင်တယ်ဘယ်ဖြစ်ဗျာကျွန်တော်မဖြစ်နိုင်တူဘာကြီးပြောနေမှန်းတော့ကျွန်တော်တခုမှတော့နားမလဲဘူးဘယ်ဖြစ်ဒီဘာကောကေပေးရတယ်အကောင်းပါလေကျွန်တော်ဘာမှမပေးနဲ့ပေါ့ဘယ်ပဲဒီများတော့ကေဟာကုတူရတာဟုတ်တယ်လားဒီစီဗလင်ကိုခုနလူစီတပ်ပို့ရမှာဒါပေမဲ့စဉ်းစားကြရမယ်နော်မနက်ဘလူရောက်သွားတယ်မသိဘူးတော့ဒီလူကများမနက်ပြောင်းနေတာမသိသူပြောတော့ तू အကုန်လုံးဖြစ်စီပေးနိုင်တယ်လို့ပြောတာပဲမနက်ပြောင်းတယ် तू ပဲပြောင်းနေတာမသိဘူးဒီလူတက်မင်းကြီးကွာဟာခင်ဗျာဟယ်လိုအေးမင်းတွေ့ပြီလားတွေ့ပြီဗျဒီစီဗလင်နာမသိအေးဟုတ်တယ်မင်းအေးစီဗလင်ကွာမင်းပြချတဲ့အောက်ကျွန်တော်ပြချရမှာအေးဟုတ်တယ်အေးစီဗလင်ပြချတယ်ကွာဟုတ်ကဲ့ပါဗျခွဲပလိုက်ဆရာခွဲပလိုက်လားအေးအိုဖွားချီရိုမနထဟာမလေးဗျဟာခမဘလို့အပေါ်ရောက်လာတယ်ငါပြောရပဲကွာအေးစီဗလင်ငါ့ကိုပေးရတယ်ငါဂိုးမန်းပြီးရောက်လာပါတယ်ဆိုမှဟာဒါခမတော်တော်ဆွမ်းမလားဟာဆွမ်းတာပေါ့ကွာငါမနက်တော့ငါပဲပြောင်းတာဟုတ်ဟုတ်တာမယ်နော်ခမမနက်တော့ပြောင်းလို့ဆိုတော့ခမဒီတော့ဆွမ်းမအောင်ဒါပေမဲ့ခမဘာလုပ်လဲဟာလားငါတော်တော်သမီးပေါ့ကွာမင်းရတယ်ဒါပေမဲ့ခမကကျွန်တော်ကေးပြီးဆိုတော့ခမကျွန်တော်စုတောင်းတာခမဖြည့်စီမိမယ်ဆိုရတော့ဗာမင်းဘာဖြစ်ရှင်နေကျွန်တော်ကဗျာ1 patch man ကိုဖြစ်ရှင်နေဗျာပြောရရင်ကျွန်တော်1 patch man တဘောမှာတစ်ခါတော့ဗျာကျွန်တော်ကြမ်းရှင်နေဗျာပြီးတော့ကောင်းတာတွေလောက်ပါရှင်နေဗျာမင်းက1 patch man ဖြစ်ရှင်တာโอ้โอเคမင်းက1 patch man ဖြစ်ရှင်နေဆိုလို့လေပြည်စီတည်းကျွန်တော်ဘယ်လိုပြည်ပါပြည်စီကွာအုံဖွားချီရိုမနထကွာပြည်စီတည်းကွာနေငါပေးနေရရောက်နေပါလေဟာဒါဘယ်လိုနေရမျိုးတွေဟာငါနေရနေရတယ်မဟုတ်ပါလားကွာငါတက်ခဲနိုင်ရတယ်မဟုတ်ဘူးကွာဟာဒီမှာဘာကောင်းလို့ဟာဒါကူငါကေးပေးတဲ့ကောင်းမင်းကွာရောက်မင်းငါ့ကိုဘယ်နေရပို့လိုက်တယ်ရောက်ဟဲ့လားမင်းဘယ်နေရပို့လိုက်ဆိုတော့ငါလည်းမသိဘူးကွာမင်းဘာလို့ဒီနေရာရောက်လာဟာဒါဟိုလာလေးဗျကျွန်တော်ခုနပဲခမရတို့ကောင်းတော့သူ့ပြဗျခမရတို့ကောင်းကျွန်တော်ကဲပြီးတော့သူကကျွန်တော်ဗါလေကျွန်တော်စုတောင်ပြည့်စုံပြလိုက်တာဗျတီးပါပြီမင်းကငါလည်းပဲဒီနေရာဆိုင်ဖြစ်သွားပြီဗျာကျွန်တော်ဘာလို့ခမရတဲ့ပဲပြရပြေးဆိုချက်လိုက်ပေါ့ကွာမင်းဟိုကောင်ကွာမင်းမင်းကိုပြည့်ပြလိုက်တဲ့ကောင်ကွာအဲ့ဒါငါဆရာ तू ကငါ့ကြီးပို့လိုက်တာကွာမင်းဟိုမှာ1 patch man ဖြစ်အောင်ငါဒီနေ့ကဆက်ပြီး train မိမှာကွာခင်ဗျားကြီးကကျွန်တော်1 patch man ဖြစ်အောင် train မိမှာဟုတ်လားဟုတ်တယ်ကွာ
မင်းတို့ဒီနေ့ကစား watch မှန်ဖြစ်အောင်ငါမင်းတို့ဒီနေ့ကစားပြီး training တွေဆင်းမိမယ်ဒါပေမဲ့ခင်ဗျားကျွန်တော် pro ဆင်းပါ pro ဆင်းမယ်ဆိုတော့ကွာမင်းငါကျွန်တော်လုပ်ကွာအဲ့ဆိုမင်း watch မှန်ဖြစ်မယ်ကွာဟာဟုတ်ရောဟုတ်ပါမလားဗျာခင်ဗျာမင်းမယုံရင်လည်းနေပါကွာငါကတော်တော်ဆွမ်းတာကွာမင်းမယုံလည်းနေပါမြားကျွန်တော် watch မှန်ဖြစ်အောင်လုပ်ပြန်တယ်ဆိုတော့ဒီပေါင်းခင်ဗျာကျွန်တော်အခုဘာလို့ကျွန်တော်အခုဘယ်နေရာရောက်လာလဲရင်ပြောပြအောင်လာလာငါမင်း watch မှန်ဖြစ်ဖို့လုပ်ပေးနိုင်တဲ့ဒါနေရာတူးတီတော့နေရာကွာဒီနေရာမှာဝင်းအောင်ငါ watch မှန်ဖြစ်အောင်လုပ်ပေးနိုင်တယ်ကွာအော်အဲ့လိုလားဒါပေမဲ့မင်းစကားတွေအများကြီးမပြောတာမင်းအခုချင်း8တော့ကွာမနေ့ရောက်တယ်မင်းကြီးကြီးနဲ့ training တွေချဟုတ်ကဲ့ပါဒီရောဘာကောင်းလို့ဟာငါအခုဘယ်နေရာရောက်မှာတော့မသိဘူးအိမ်မလားကွာအိမ်မမှတ်နေရမှာမသိတော့အဲ့တော့ကွာအဲ့ဒါပဲကောင်းအိမ်မမှတ်နေရလားဘယ်လိုလဲ哟သူက training စမယ်ဘာမှမပြောtraining ကဘာမှလဲဆိုတော့ကဲtraining ကဒီမှာပဲကွာဒီမှာ training ကမင်း training ကပါတယ်ဆိုတော့မင်းဒီမှာမီလုံးလေးတွေ့တာအဲ့မီလုံးလေးအတိုင်းမင်းတော့ကွာဘာလို့ရှိရင်ဟိုကမင်းတက်တာပြသူလားအဲ့တက်တာပြအောင်မင်းကပြောင်းအောင်ထိုးရမယ်ကွာဗျာကျွန်တော်ဒီတက်တာပြအောင်အဲ့တက်တာပြအောင်လက်ဒီနဲ့တက်အောင်ထိုးရမှာဟုတ်တယ်လက်ဒီနဲ့တက်အောင်ထိုးရမှာဟာဆိုကျွန်တော်လက်တွေကျိုးအောင်ပါဗျငါပြောတဲ့လောက်ပါကွာမင်းဝါဘိုက်မှပြစ်ချင်တယ်ဆိုအဲ့ဆိုငါပြောတဲ့လောက်ပါကွာအေးပါဘိုးပြတော့ရမှာဒီနေရာပဲနေရာကြီးမှမသိဘူးငါဒီလူကြီးထွက်ပြေးကောင်းမှမသိပါဘူးထွက်ပြေးတဲ့ဘာမှမတူဘူးကွာထွက်ပြေးလို့ကြီးတယ်ဒီနေရာပဲနေရာကြီးမှမသိတာငါဘလို့ထွက်ပြေးကြမှာငါဒေတာကိုပြန်ဝင်လည်းဖြစ်နိုင်အောင်တော့ဒီလူငါပြန်ပြေးလိုက်ဟာဘေးရောက်อ่ะအော်မှာဟာဒါမှကျွန်တော်မေးရရှိတယ်ဗျကျွန်တော်ဒီဝါဘိုက်မှဆွမ်းနေရကျွန်တော်နေရအောင်ကျွန်တော်ပြန်ရမှာအဲ့ဒါလေးဘာလဲငါမသိဘူးကွာမင်းကငါဒီလူမင်းတမီးပေါ့ဟောကြီးပါကွာဒီလူငါ့ကိုဘယ်ကနေဘယ်လိုရောက်လာတယ်မသိပါဘူးကွာဘယ်ဖြစ်ဒီပြောလို့ပဲတက်တီနဲ့မထူတော့ကောကျုပ်ဒါလည်းကြပါဒီတော့လာအဲ့ဒီတော့ရောဘယ်ဒီငါဒီလက်ရောက်ထူးနေရမှာလက်ရတော့ချက်ကြောက်ဟာနေလအောင်ရောက်သွားပြီကွာလို့နေလအောင်ရောက်သွားပြီအမလီထိုးတာဟာမောလာပြီရောက်တော့ဟာဆရာကြီးလာကြီးဆရာကြီးနေကြီးလာသူကအေးကွာငါလည်းဘာမှငါနည်းငါသွားနေရတယ်အခုချိန်နေလေကြာငါသွားရပြီကြီးမှာကွာအဲ့ဒါကြီးဟိုအဲ့လိုလားဆရာကြီးအခုကျွန်တော်ခေါ်တာပါလေဘာလဲဆိုတော့မင်းနောက်ထပ် training တခုငါပေးမလို့ကွာမင်းဒီ training ပြီးသွားပြီဟောဆရာကြီးပြီးသွားလားအေးပြီးသွားဆိုတော့မင်းနောက်ထပ် training တခုတော့ပါမယ်ကွာဆရာဘာ training အဲ့တော့ရိုးရှင်းမှာမကွာမင်းအခုဒီမီလန်တိုင်းမှာတော့ပြီးနောက်ထပ်တစ်တာပြမင်းတူးလိုက်မယ်အဲ့တော့မင်းညနေထိမင်းတူးရမယ်ကွာဗျာတော့ညနေထိတူးရဟုတ်တယ်အဲ့တစ်တာပြမင်းတူးရတဲ့မင်းပို့ပြီးမှာလိုက်မယ်ကွာပို့ပြီးတော့လည်းခက်ခဲလိုက်ဘိုးပြေကွာမင်းမောင်းမချင်ပြစ်ချင်တာဗျာမင်းဒါလေးတော့လုပ်တော့ကွာဒါပေမဲ့ငါပြောမှာတော့မင်းဒီရတယ်ဘာရှောင်းမလို့တော့မင်းထွက်ပြေးရတယ်မင်းဒါမင်းနေဘာမဟုတ်ဒါကမင်းကဘာအစ်တစ်ခုမင်းပို့ဆောင်ခံရရတာဒီကဘာမှာဆိုရင်မင်းကွာမင်းနေတဲ့ကဘာနဲ့လုံးဝကွဲပြားမင်းဘလို့ပဲထွက်ပြေးရအောင်မင်းနေတဲ့ကဘာလုံးဝရအောင်မဟုတ်ဒီကဘာအမြဲတမ်းနှင်းကဘာကြီးဖြစ်နေမှာကွာမင်းဘလို့ထွက်ပြေးကွာမင်းထွက်ပြေးလို့ရှိတယ်မင်းငါအကြောင်းကောင်းသိတယ်ကွာဟာရဒီလူငါ့ကိုသိချောက်ကဲမင်းသွားလိုက်တော့ဆိုတော့သူပြောတော့ဒီလမ်းတိုင်းသွားရဲဆိုတော့သွားမှာပေါ့ဒီကောင်ကမင်းလည်းအဆုံးနေဝတ်တယ်မမီအမလီပြနေကွာနေအကျိုးကြတယ်ပေါ်ထိကြတိဘောမတီတော့မိုက်လေးဒီမာလိုက်တာဟာမှာတော့ထူလာတာတော့အမလီပြတာပေါ်တောင်းကဲနောက်ဆုံးရောက်ဒီပြားပဲထင်တယ်ဟာဒါကြောက်တုံးကြီးပဲလောက်ကွာအဲ့ဟိုဘုနာထဲတော့ပူမာတယ်ဟိုနဲ့တက်တာထဲတော့ငါထိုးတက်တာထဲတော့မပူမာတယ်ကွာဒီကြောက်ကြီးဟာထိုးအောင်မယ်
ထိုးကွာကြော့ကွာညနေထိုးရမယ်လေကွာထိုးတာဘာမှဖြစ်ဖို့အတွက်ထိုးရတယ်ကွာထိုးတာနေဘောရောက်ညနေလောက်ရောက်နေပြီကွာညနေရောက်ပြီဆိုတော့ညနေရောက်တော့ငါဘာလို့အောင်ဆရာလည်းမရှိဘူးဆက်ထိုးရပဲကောင်းပါတော့ကွာဆရာလည်းဘယ်ပြောက်လို့ပြောက်မှမသိဘူးငါပြောက်နေထိုးတာကွာဘယ်ဆက်ထိုးရပဲကောင်းပါထိုးတာဟာဆရာပေါ်လာပြီဆရာကျွန်တော်ညဘက်တော့ရောက်ပြီကျွန်တော်ပြန်ရတော့မလားအေးနေပြန်ရတော့ပဲမင်းကတော့လိုက်တာလေဟုတ်ကဲ့ဆရာပဲသွားမလို့အိမ်ပြန်ပေါ့ကွာမင်းပဲသွားမှာဟောအိမ်ပြန်မလားအိမ်ရပါမှာဆရာမင်းမနေ့ကနေခဲ့တဲ့အိမ်ပြန်သွားပေါ့ဟုတ်ကဲ့ပါဆရာစီဆရာတော့ကွာနှိမ့်ဆက်လုံးအားကြီးပါဟောမစကနေမပြတ်ပါနဲ့အောင်ရုံဟောလာပြစ်နေကြောင်ဟာနေပါဦးဟိုမှာဆရာပေါ့စားဆရာဘာလို့ဟာပူပြန်ပေါ်လာတယ်ဆိုတော့အိမ်ပြန်ပြီးတော့အိမ်တာပဲကောင်းပါလေလိုက်ကြလေဘာလို့မှမသိအဲ့ရတယ်ကောမင်းတော့ရောက်ပြီကွာဒီဘာလို့ဒီကလိုက်ချလာရစီနေလိုက်ပြန်နေတိတ်ကြောင်ဆရာဟိုမဆရာပဲကွာဆက်ပြီးနေတော့ဆရာတို့ဘာလို့မှမဆရာမင်းကဘာလို့မှဆိုတော့ကွာမင်းကမနေ့ကနေပြန်တော့နေရနေရတဲ့မီးလုံးတွေရှိသေးတယ်အဲ့မီးလုံးတွေမင်းနောက်ထပ်လိုက်တော့ကွာမနေ့ကနေရတဲ့မင်းအစီမြင့်နေအောင်တက်ထိုးရမယ်ကွာဟုတ်ကဲ့ဆရာဟုတ်ပြီမြင်လို့လည်းပဲကောင်းတယ်မှဒီဟိုမနေ့ဆရာနောက်တစ်ယောက်ဆရာရပါတော့ကိုပွားလာပါလေလို့ဒီမနေ့ဆရာတယောက်ဟာလို့မင်္ဂလာပါအားလေဒီမှာဘာလို့လဲစကားမပြောဟိုက်တော့အပွားတယောက်ကျွန်တော်ဒီနေ့တယ်လို့စကားပြောလို့ရမှာဒီပါလေကျွန်တော်ဒီနေ့ထိုးဝိုက်ပြအဲ့တော့ကျွန်တော်ဘယ်ညထိုးအောင်မလဲအဲ့ဒါမင်းဒီမီးလုံးလေးဆက်တိုင်းကွာမင်းဆက်ထိုးရမှာမင်းဒိုင်းမွန်အဲ့ဘာဒိုင်းမွန်ထိုးတဲ့နေရာမင်းတွေ့မယ်အဲ့မှာမင်းတော့အပြစ်ထိုးလိုက်ဟုတ်ကဲ့ဆရာဒီလူတွေကငါ့ကိုတေချာရောဝမ်းပတ်ချင်မှဆိုရင်ပေးနိုင်မှာမသိပါဘူးဒီမီးပေါ်တက်မှာလေငါဘလို့တက်မှာဒီကုန်တာမန်လူနေနဲ့ကွာဖြစ်ဖို့ကတော်တော်ခက်ပါကွာတော်ပြီကွာမခါတော့ဝမ်းပတ်ချင်မှတော့ဖြစ်ဖို့ငါမဖြစ်ချင်တော့ဘူးကွာကဲရောက်ပြီဟိုမလားမသိဟိုတွေကမတိုင်းမုံလာကြီးတိုင်းမုံကထိုးအောင်မထင်နေထိုးွာဘယ်လောက်ထိထိုးအောင်မလဲမသိထိုးလာပဲဒီတိုင်းမုံကိုထိုးပြီးတော့တော့ကြာတော့ထိုးနေလေတော့ဘယ်လိုလဲနေလိုက်တဲ့ train နေရတယ်ဆရာကြီးတယောက်မှမရှိဘူးပေါင်းလိုက်တယ်ထိုးတာမလေးနေ့တောင်ရောက်ပြီကွာကြာနေတယ်ပြီးဆိုတော့ညနေပိုင်းရောက်မှထင်တယ်ဟုတ်တယ်ညနေပိုင်းဆိုတော့မီးတုံးနေတိုင်းဆက်လိုက်ပါမယ်ကျန်တော့ဘာထိုးခိုင်းမလို့ဒီကမှမီးတုံးနေဒါပဲတော့တုံးမဟုတ်လားကွာဒါနက်ဆိုင်တုံးနေရမရှိတဲ့ဟာပဲကွာဒီတုံးငါထိုးခိုင်းတယ်လားထိုးကွာစတူမင်းဒါထိုးတော့မရဘူးမလေးထိုးတော့ကွာထိုးရောင်ညနေလေးထိုးအောင်မယ်အမလေးပြထိုးတာအမလေးအေးရလေအေးတယ်ကွာကိုကြီးတောင်ချမ်းလာမလေးထိုးတာကွာထိုးတာညနေတော့ရောက်ပြီကွာနေရောက်ပြီဆိုတော့အပြင်ပြန်သွားရကောင်းလားအမလေးကငေါ့ကိုက်ရတယ်တော့ပူလာပေးတဲ့ငါပူလာပေးငေါ့ရန်ဖြူတယ်ငါပြန်ချရကောင်းချကွာပူလာပေးရအောင်ရန်ဖြူတော့ချမှာตีว่ะข้างในอีกอย่างละมาดิไอ้ดาบก็มันกว่าဒီနေ့လည်းငါ့ကိုဆရာပိုင်းလောက်ခံမှမသိဘူးကွာတတိယလည်းတော်ငါလက်ပြီးတော့တော်ငါကျင်ရောက်လာမဆရာလားကွာဆရာဘာများလဲကွာဆရာဘာများလက်ပြီးကောင်သူ့ဝိုင်းဒီကတော့တုံးနေကွာဆရာတို့ကဒီဆိုတော့မင်းလက်ပြီးကြွရင်ရတော့
မင်းကို Jamming Stress Training လုပ်ပေးရမယ်ကွာ Jamming Stress Training ဟုတ်လားဆရာဟုတ်တယ်ကွာအခုကမင်းကို Jamming Program ပြအောင်မင်းလုပ်ပေးရမယ်ကွာဆိုတော့မင်း Watch Band ဖြစ်ချင်တယ်ဆိုရင်ဒီမင်းဒီချက်တောင်းတွေ့လားတွေ့တယ်ဆရာအဲ့တောင်းပေါ်မင်းတက်ဟာဆရာကျွန်တော်ဘယ်လိုတက်မင်းတက်ဆိုတက်ပေါ့ကွာမင်းအဲ့တောင်းပေါ်တက်အဲ့တောင်းကိုမင်းတက်မယ်ပြီးပြီးဒီငါ့စီဒီဟာဆရာဟုတ်ဆရာရကြမ်းလိုက်တာငါဝမ်းမချမ်းမဖြစ်မလားတေးပဲတေးမလားတော့မသိဘူးကွာဖြစ်တက်တာပဲကောင်းပါဆရာငါ့ကိုခိုင်းအော်တေးနေရပို့အာရောအကွာဘာလို့လဲပထမတောင်တက်သွားပြီကွာဟာပထမအောင်တက်သွားဆိုတော့ဒုတိယတောင်တက်ရမှာပဲဟာဒါတော့ဒုတိယတောင်ဖြစ်မယ်ကွာကျောင်းပေါ်တက်ပြီးတော့ကားမရှင်ပြီးပြီးတော့ပြောတာပဲတက်တာကွာတက်ဒုတိယတောင်တက်ပြီးတော့ငါမရှင်ပြီးဟာဒီတောင်းနဲ့တင်းနေပြီတော့မဟုတ်မလေးပြအမလေးပြအမလေးရှိခဲ့တောင်းမတက်ရပြီးလိုက်တယ်ကွာနောက်ကိုကြီးပါချမ်းလာတယ်တက်ကွာ yes နောက်ဆုံးတော့ငါဒီတောင်းပေါ်တက်နိုင်ခဲ့ပြီအမလေးညဘက်တော့ရောက်သွားပြီကွာဟာငါတောင်းလုံးလို့တက်နိုင်သွားပြီကွာဟာဆိုတော့အောက်ငါဘယ်လိုခုံစင်းရအောင်အောက်ပြန်စင်းရအောင်မယ်ဟာညဘက်တော့ရောက်နေပြီဆရာတော့ဒီမဝင်ခင်ထွက်လာလို့သူစီရောက်လာတယ်ဟိုနေတော့မဝင်လို့ဆိုတော့ရသေးတယ်သူစီရောက်လာလို့ရသေးတယ်ဟာတာကငါထိုးရတဲ့လမ်းဒီလမ်းတိုင်းငါပြန်တော့အဲ့ရင်ရောက်တော့ဆိုတော့ဒီလမ်းတိုင်းမှာပြန်သွားလိုက်မှာကွာမလေးအမလေးငါပြည့်ရပြန်သွားလို့မသိအော်ဆက်ရောက်ဆက်ကျွန်တော်ရောက်လာပြီမရောက်လာပြီအဲ့မရှိဘူးနောက်ဆုံးတော့အောက်ပြင်သွားပြီအောက်ပြင်ဆက်နုံဆက်ခဏနေဦးကျွန်တော်စကန်နဲ့တေးလာပြင်နေကျွန်တော်ပြေးနေရတယ်ကျွန်တော်မအမေကျွန်တော်မနမစကားပြောလို့မလားကြာအေးမင်းမနမစကားပြောတော့အားရအမလေးပြစကန်နဲ့တေးကျွန်တော်ဒီလာတယ်ကျွန်တော်အိတ်လိုက်တော့ကောင်းမြအိတ်အော်အိတ်နေရောက်ပါဒီလိုမတက်တာအေးမအော်မနနာရောက်ပြီထင်တယ်မနရောက်ပြီဆိုဆရာနဲ့စကားတက်ပြောလိုက်ဟောတကားလေအမလေးပြပြစ်တယ်မမသားရင်ငါလည်းပြစ်ဆရာကျွန်တော်ရောက်လာပြီအေးအားတပည့်ရောက်လာပြီဆိုတော့မင်းကငါလိခိတမျှတယ်အကုန်လုံးပြီးသွားပြီအနုံးဆရာကျွန်တော်သိတော့မယ်ကြောင်ဘူးတရားအောင်တော့သိအောင်ဟာဆရာကျွန်တော်လာပြီအေးမင်းကိုလက်တီထိုးတဲ့ stress တွေငါလေးကြည့်ပွားပြီပြီးမင်းကို jamming stress တွေငါလေးကြည့်ပွားပြီဆိုတော့မင်း one punch man ဖြစ်သွားပြီဗျာကျွန်တော် one punch man ဖြစ်သွားပြီအမစီကကျွန်တော်ဘာမှလည်းထူးမချပါလားဗျာထူးမချတာဒီကောင်မဟုတ်မင်းထူးမချတာကွာမင်းငါးရှိမှတက်တာတွေ့လားဟာဆရာတွေ့တယ်အဲ့ထဲမှာ7မိနစ်တပုံလုံးရှိမယ်ကွာမင်းအဲ့7မိနစ်ကိုမင်းယူပြီးတော့တောက်လိုက်တောက်ပြီးရတယ်မင်းလေးကြည့်တဲ့ဟာတွေကိုတော့မင်းအကျိုးတက်ရောက်လိုက်မယ်ဗျာကျွန်တော်ဒီပိတ္တရာ7မိနစ်ကိုတောက်ပြီးနေကျွန်တော်လေးကြည့်ရဟာတွေကိုတော့အကျိုးတက်ရောက်လိုက်မှလားဆရာဟုတ်တယ်မေဒီဆေးပလင်းကိုတောက်ချင်းအပြည့်မင်းအကျိုးတက်ရောက်လိုက်မယ်ဟာမင်းကိုပညာလေးကတော့တင်သွားပြီမင်းရဲ့ဆူတောင်းပြီးငါဖြည့်ပြီးစီသွားပြီဆိုတော့တေတော့ကွာငါကွာအေးစူပါယူရိုတယောက်ငါထိုက်တန်တဲ့သူရေကောင်းတယောက်လိုက်ရှာနေရကွာတကယ်တော့တင်းနေတော့ကွာငါ့ကိုမတမာတူပြငါ့ကိုကွာထောင်ကျောင်းဆင်သွားတယ်အဲ့ပါထောင်ကျောင်းမိပြီးတော့ငါအခုကြီးလိုက်တောင်းနေမင်းကိုတွေ့တာကွာအမမင်းကငါ့ကိုကိတ်ပြလိုက်တော့ငါရဲ့မင်းကိုဖြစ်ချင်တဲ့မင်းကလည်းစူပါဟီးရိုးဖြစ်ချင်တာဆိုတော့ဝမ်ပတ်ရှ်မန်ဖြစ်ချင်တာဆိုတော့အတော်ဖြစ်သွားတယ်ကွာဆိုတော့ငါမင်းကိုချက်ချင်းပဲပညာလေးတင်မိမယ်ဆိုဆုံးဖြတ်လိုက်တာကွာငါလည်းငါကသူရေကောင်းတယောက်လုံနေရတာအတော်ပဲကွာမင်းကလည်းစူပါဟီးရိုးသူရေကောင်းဖြစ်ချင်တယ်ဆိုတော့ငါဆန္ဒတိုင်းဖြစ်သွားတယ်ကွာမင်းဆန္ဒရောငါဆန္ဒတော့ပြည့်စည်သွားတယ်ပေါ့ကွာဆိုတော့မင်းဒီစွမ်းအနေရသွားပြီဆိုတော့မင်းမကောင်းတဲ့နေရာမှာသုံးမချနဲ့ကောင်းတဲ့နေရာမှာသုံးချရမယ်ပြီးရင်မင်းဒီစွမ်းအနေကိုရသွားပြီဆိုတော့ ਨੇ မင်းဟိုဒီစွမ်းရပြီဆိုတော့ ਨੇ မင်းကငါမရှင်နေပေးရရှိတယ်ပြစီကဘာမရှင်နေဗျဘာမရှင်နေဆိုတော့မင်းတို့ကဘာမှာတောင်းချင်းနေဝါဒန်ဆိုတဲ့ကောင်မင်းတက်ရမယ်ဝါဒန်ဟာလားဆရာဟုတ်တယ်ဝါဒန်ကိုမင်းတက်ရမယ်အဲ့ဝါဒန်ခင်းဆိုတဲ့ကောင်က तू ကနေရရအောင်တောင်းကြတာကွာမင်းဒီစွမ်းရပြီဆိုဝါဒန်ပေါ်မှာရှိရဆိုမင်းတိမှာပါဝါဒန်ပေါ်မှာရှိရဆိုငါလည်းမဖေးထူးမပြောတော့ဘူးကွာပြီးဝါဒန်တက်မယ်ပြီးရင်နောက်တစ်ကောင်အန်နာဒရကိုမင်းတက်မယ်အန်နာဒရကိုဆိုတဲ့အရာကအိညာကားဆိုတာ तू ကဒီလောကကြီးတစ်ခုတော့ तू ကအုပ်ထူလာတာကွာဒီဇွန်ဘီဘာရိုးပဲ तू ကပရင်လောက်လာတာ तू ရှိလို့ပဲဒီဇွန်ဘီတွေတို့စကင်နယ်တွေတို့ကစပွန်လာတာကွာအော်အဲ့လိုလားဆရာဟ
ဟုတ်တယ်ကွာဆိုတော့မင်းဒီသွားနေရပြီမကောင်းတုံးချမယ်ဆိုတော့မင်းအိတ်စိမလို့အခုချိန်တောက်လိုက်တော့ရဆရာတောက်လိုက်မနော်ဆရာဒီတောက်လိုက်မင်းရောက်တဲ့ကမ္ဘာမှာပြောရှင်ပါစီအော်အဲ့မှာဖိုင်ဆရာပါမယ်ကဲဆိုတော့ဆရာကျွန်တော်စီးတောက်လိုက်မနော်ဆရာဒီတောက်လိုက်ကဲမင်းကနှုတ်ဆက်ပါဆရာကုန်လည်းမကုန်ဆရာဘာဖြစ်သွားလဲဆရာကျွန်တော်စိတ်တောက်ပြီးတမျိုးခံစားရတယ်လို့ပဲဆရာကျွန်တော်အမြင်နဲ့ပူသွားလာပြီဗျဆရာကျွန်တော်ဘာဖြစ်မှမသိဘူးအမလေးအာယောမလို့ကျွန်တော်မရတော့ဘာဖြစ်လဲမသိဘူးယောငါဘေးရောက်သွားတာကွာဟာငါအိမ်ငါပြန်သွားတာပဲကွာဟာငါမွေးရပြန်သွားတာရေးပြောလိုက်တော့ကွာမွေးရပြန်ပြန်သွားပြီကွာဟာဒါဆိုတော့ငါမွေးရပြန်ပြန်ဝေးပြီကွာဟာငါကိုရေခဲတောက်လက်ဆက်တော့ငါအိမ်မမနေရဘူးငါရေခဲတောက်မှာဝမ်ပိုက်ပြန်ဖြစ်ဖို့ဒါမှနေပါဦးငါအိမ်မမတာဆိုပြီးငါအဲ့တော့ငါအဲ့ရမဝင်ခဲ့တာအဲ့တော့ငါတန်းပြီးရေခဲတောက်ငါရောက်သွားမဟုတ်လားဟာဒါမှနေပါဦးငါပေးမငါအသက်တွေက Oh my god အသက်တွေကနဲလိုက်မဟုတ်ဘူးရောက်နောက်ငါတကယ်မှဝမ်ပိုက်ပြန်ဖြစ်သွားတာကွာဟာနေပါငါဘေးနားမှာငါစွမ်းအားနေနဲ့ဘာတုံးဘေးနားမှာလည်းစွမ်းအားပါလားစားလိုက်အနေပေါင်းငါအခုနည်းငါခန္ဓာကိုမြင်လာသလားလို့လှုပ်ရှားနေမြင်လာသလားပြီးတော့ငါအားအိမ်ရများလာသလားလို့ဒီမနေ့ဂျုံလေးတကောင်မလားကွာငါအခုဆွမ်းတယ်တော်ကြီးလာသူပဲကွာခံစားနေရတယ်ငါတမျိုးခံစားနေတယ်ဒီကောင်ငါညပတ်မှာတဲ့ဒီလိုငါချက်ဝမ်းမရှိမှတကယ်ဖြစ်သွားတာမသိဘူးရောငါစမ်းကြည့်ရငါဆွမ်းနေတကယ်ဟုတ်မဟုတ်နိုစကန်နန်တယ်လို့ဇွန်ဘီတို့ချကြည့်ရမှာကွာငါတကယ်မှဝမ်းမရှိမှဖြစ်သွားတာကွာ Oh my god哎呦，这种面哪里过？比亚的面哪里？我装逼是跟那里，我们得差几个。哈，哟，我当然没有了我，还有个车呗哈，还有个车的呗，还有个我们想去玩。Oh my god，这车一，这个我们想去玩呗。Oh my god，我们的车呗，出来呗。哈，他的车呗，ကျွန်တော်တစ်ချက်ရေးထိုးတာဗျဟာစွမ်းလာရည်လားအတော်စွမ်းလာပဲကွာဒီကောင်ငါခုံလာလေးမိတာသူပါစမ်းကြည့်လိုက် Oh my god ခုံလာအေးရောအမြင့်ရောက်လာတာဟိရောက်ရေးတကယ်ဝမ်းပိုက်မှန်ဖြစ်သွားတာမသိဘူးရောက်ရေးဟာကျန်းလိုက်လားရောက်ရေးဝမ်းပိုက်မှန်ဖြစ်သွားပြီနောက်ဆုံးတော့ကျွန်တော်ဆန္ဒရေးတကယ်ပြီးခဲ့ပြီဗျ Oh my god ကျွန်တော်ဝမ်းပိုက်ရင်အော်ရောအတက်တော့ရောဒါတော့မသိဘူးရ Oh my god တုံးကျွန်တော်ဆွမ်းအရန်ကြမ်းနေကျွန်တော်မခုံနေတော့ Oh shit နည်းနည်းမိမို့အစားလေးပိုင်းထားလိုက်မယ်ဟိုသိနေအောင်မယ်ဟိုရောက်ပြောလို့မရဘူးဗျတေးနေအောင်ဘယ်လိုပဲကြမ်းဗျာစူပါကြီးတော့တေးမှာပဲ Oh my god ရောက်မကြတော့လားဘူးရအောင်မကြတော့လားအမလီတေးပါတေးပါတယ်ကောင်းလိုက်တာဘယ်ကျွန်တော်စွမ်းနေတကယ်ရပါမနော်အခုကျွန်တော်တေးသွားတယ်နေမအောင်ကျွန်တော်အသက်တော့ပြောက်သွားနော်ကျွန်တော်အသက်တွေနေသွားသူပဲနားနေနိုင်မို့ဒါပေမဲ့စွမ်းရတော့ရှိနေတာနေခုနကကျွန်တော်ခုံးနဲ့စွမ်းရင်အနေများတယ်စွမ်းကတော့ခုံးနဲ့စွမ်းတော့ပြောက်သွားကျွန်တော်ခုံးနဲ့စွမ်းတော့ကိုစွမ်းတော့ပြောက်သွားတယ်ဗျဒါပေမဲ့စွမ်းမီတူအမလေးအသက်တော့မရောကကျန်လာကျွန်တော်ဝမ်းမရှိမရဲ့လက်တီထိုးစွမ်းတော့ကျွန်တော်မှရှိတယ်ကျွန်တော်ခုံးနဲ့စွမ်းပြောက်သွားနော်ခုံးတော့ပြောက်သွားဒါပေမဲ့အသက်တွေနေသွားတယ်ဒါပေမဲ့အသက်တော့မရောဘူးဒီကျွန်တော်ကြိုက်မင်းတို့ကြိတ်တော့ကဲငါကြိတ်တော့ကဲပြီးလာရမင်းပြီးလာငါကလေးနော်ကြော်ချက်ပဲနော်မင်းတို့ကောင်ချက်ပဲရိုက်မယ်လာဘယ်ကောင်လာအောင်မယ်ဘယ်ကောင်လာအောင်မလားမင်းတို့ကောင်ကြိတ်တော့ရိုက်မင်းရိုက်ကြိတ်တော့ရိုက်ကြိတ်တာပြီးပြီလားမင်းပြီးငါကလေးငါတေးပါမင်းတို့ကောင်နော်ငါဗါတဲ့ငါဆုံးမရှိကြမင်းတို့ရေငါ့ကိုနိုင်ကြည့်လားမင်းတို့ကောင်တွေကရွာသားရုံနိုင်ရှိတယ်ဟလားမင်းတို့ကလည်းရွာသားနိုင်ရှိဟမ်ရောင်းလာအောင်မယ်လာမင်းတို့ကောင်ကြောက်နေလားတယောက်တစ်ချက်ပဲနော်အမလီနဲ့နိုင်မို့မလာပါဆိုတယ်ကောင်လာချက်ပဲမင်းတို့ကောင်ကြီး Oh my god please မင်းနဲ့တော်မြင်လားဘာမကလေးလေးဟမ်တော်မြင်နေပေါ့မင်းတော်မြင်နေပေါ့တေးတော်သူဘာမှမဖြစ်ဘူးဒါမင်းတို့ကောင်စေအောင်တော့အောင်ပြီးတယ်လားမင်းလားမင်းတို့ချက်ပဲလားနောက်ကောင်လားမင်းတို့ချက်ပဲ
လာချက်ပဲအော်တကောင်ဝက်ချပြရမင်းကစကူရမင်းပေါက်ချင်အောင်ဟမ်မင်းကပေါက်ချင်အောင်အော်နေတော့ပေါက်ချင်တယ်တော်ပေါက်ချင်တဲ့ကောင်နေကိုတော့မင်းပေါက်ခွင့်တော့မရှိတော့ပေါက်ခွင့်မရှိဘူးနော်မင်းတို့တွေမင်းနဲ့ပြစ်ခွင့်တော့မရှိတော့လားမင်းနဲ့ငါ့ကိုထိုးခွင့်မရှိဘူးတို့ကောင်တွေအကုန်လုံးကအခုတော့ဘာဖြစ်သွားဟမ်စားတော့ငါ့ကိုနိုင်ကြလားအခုမင်းတို့ကောင်တွေကငါပြောစင်းနဲ့စိတ်ကြီးတို့ဖြစ်သွားပြီလာဒီနဲ့လားအပြစ်ရှင်လားအပီရမစ်နဲ့ဝင်မယ်ကွာပီရမစ်နဲ့မကြောက်ဘူးညဘကြီးဘူးတော့ငါ1ဘတ်ရွမ်းဖြစ်ပေါ်တော့ညဘကြီးငါအုပ်ဆိုလို့ရပြီကွာဟာတော့ငါ့ကိုနိုင်ချင်းမလို့ဒီကောင်းမှမရှိတော့တွေးတော့မရောကြည့်နေဘယ်တော့ကြံလဲဆိုတော့ဒါလေးကိုဖြူလိုက်အော်မခုံချသွားတယ်လာဘုံမနင်းခါလိုက်မယ်ဘာမှဖြစ်ဘူးပေါက်စမ်းဘာမှမဖြစ်ဘူးတေတော့တေသွားတယ်အေးပါကွာကျမ်းမှန်တယ်ဆိုမှတေသွားတယ်ဆိုတော့ဒီနေ့ဗီဒီယိုဒီရောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် episode 2ပေါ့နော်ဒီဗီဒီယိုတော့ကျွန်တော်စွမ်းနေရရှိတဲ့ဗီဒီယိုပေါ့အဲ့လေ